ရဲ့8လ2026ဗုဒ္ဓနေ့မနေ့အတွက်ကြိုက်တူလိုက်လို့ရအောင်မူလေးတွေကြည့်ကြရအောင်အဲဒီမှာထိပ်စည်းအနေနဲ့ဆိုရင်831ဒီ3လုံးပေါင်း9နောက်တစ်ခါ931ဒီ3လုံးပေါင်း9ပါပဲ9နှစ်ချက်တော့ပြီးသွားပြီနောက်တစ်ခါတစ်ချက်ထပ်ပြီးပြီးလာခဲ့မှဟေးဆိုလို့ရှိရင်တော့သူက3ညခွန်ဆိုတော့ဒီမှာ9ဆို3ညခွန်ဆိုတော့ခွန်ဖြစ်နေပြီ9ဖြစ်အောင်ဆိုလို့ရှိရင်2ခွန်ထိပ်ပေါ့အဲဒီမှာ2ခွန်ထိပ်ကိုတွေးပြီးဆိုတော့ break အနေနဲ့တစ်ချက်ကြည့်ကြရမယ်ကျွန်တော်တို့ break ကဒီနှလုံးပေါင်းခွန်6နှလုံးပေါင်း3အဲ့ဒီ3ကိုပါဆို85ဆိုပြီးတော့3 break နဲ့တစ်ချက်ခြေသွားတယ်နောက်တော့ကဒီနှလုံးပေါင်း9 3 8 break အဲ့ဒီ8ကို30ဆိုပြီးတစ်ချက်သူကခြေပေးတယ်နောက်ပြီးတော့ဒီနှလုံးပေါင်း6ဘူးနှလုံးပေါင်း2ဒီမှာခွန်ပရိနဲ့16ဆိုပြီးတစ်ချက်ပြန်ခြေတယ်နောက်တော့က50ခွန်2ပရိကိုဒီမှာ20ဆိုပြီးတော့သူက93ညခွန်2ဆိုပြီးတော့တခါခြေသွားဒီမှာတည်းကတတိထားမိတယ်ဒါမဲ့မပြီးတော့ဘူးလို့ထင်လိုက်တာပေါ့နော်ဒီနေ့81ပွဲမှာတော့တခါ58ဒီ58 3ပရိကိုဒီမှာ81 3ပရိဆိုပြီးတော့တခါထပ်ပြီးသွားတာသူကပရိတွေအစဉ်အတိုင်းပဲသူကလာသွားတာပေါ့နော်မိုးတွေနဲ့အဲ့တော့မနေ့ဖက်မှာဆိုလို့ရှိရင်ဒီမှာ58ဆိုတော့3ပရိပြီးပါတယ်ဒီမှာ3ညာ3ဆိုတော့3ပရိရှိနေသေးတယ်ဒီ3ကို8နဲ့ပြီးရင်ဒီ3ကို8နဲ့ပဲပြီးမလား3နဲ့ပဲပြီးမလားဘယ်လိုပဲဖြစ်စေ38ပရိကတော့မနေ့ဖက်မှာကြိုက်ပါတယ်အဲ့ဒီ38ပရိမှာတစ်ချက်တတိထားမိတာကဒီ983ကို3ညာ3ဆိုပြီးတော့ပြီးသွားတယ်မူမှာ93ည83ဆိုပြီးသူကခြေပေးတာ83 33ဆိုပရိတူအဲ့ဒီမူတိုင်းပဲဆက်ပြီးနေမယ်ဟဲ့ဆိုလို့ရှိရင်ဒီခွန်နှစ်စိုးစိုးရတဲ့နှစ်ထိန်နေဆိုတော့နှစ်တစ်ကို6နဲ့အဲ့ဒီမူလေးခန္ဓာလေးကိုမနေ့ဖက်မှာကြိုက်ပါတယ်အားလုံးပဲမနေ့ဖက်မှာဆိုလို့ရှိရင်တော့9ရက်8လ26သူကနေကုန်းအထေကြီးရ138ပါနောက်မနေ့နေကုန်းအချင်းရနေကုန်းချင်းဆိုလို့ရှိရင်4ကိုအချင်းကြိုက်တယ်မနေ့အတွက်ဆို main ကွက်ဆိုလို့ရှိရင်တော့စိုးစိုးက21နောက်က26အရင်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်6ဘူးရဲ့3ဘူးရဲ့ကြိုက်ပါတယ်အားလုံးပဲမနေ့ဖက်မှာအဆင်ပြေကြပါစေလို့